မြောက်တကောင်ကရေကူးတက်ဖို့မလိုဘူးဗျသူ့ဘဝရက်တီဖို့သူ့ဘဝရှင်သာနိုင်ဖို့အတွက်ဆိုရင်တစ်ပင်တက်ကျွမ်းကျင်နေဖို့ပဲလိုတာဗျငါတကောင်ကလည်းထုံကြီးကြူတာပါတစ်ပင်တက်ကျွမ်းကျင်နေဖို့မလိုဘူးဗျသူ့ဘဝရှင်သာရက်တီနိုင်ဖို့ဆိုရင်ရေကူးကျွမ်းကျင်နေဖို့ပဲလိုတာလူတယောက်ဘဝရက်တီမှုကိုတစောင်းမမတ်အများထက်တာလုံသောဘဝနေထိုင်မှုတွေရကြရင်တော့remove depression no မလိုအပ်တဲ့အရာတွေကိုဖယ်ထုတ်ရမယ်လို့ဆိုရတာဥပမာကျွန်တော်ရဲ့မိတ်ဆွေဘာလုပ်ချင်တာလဲကျွန်တော်ဘယ်အလုပ်ကိုလုပ်ချင်တာလဲစီးပွားရေးကိုအောင်မြင်အောင်အလုပ်တစ်ခုခုကိုတိုးတက်အောင်တစောင်းမမတ်လုပ်ချင်တာလားဒါဆိုရင်တော့ no ပယ်ချနိုင်တဲ့အရာတွေကိုပယ်ချရမှာပဲဖြစ်ပါတယ်ဘာတွေပယ်ချမလဲဒီစီးပွားရေးနဲ့ပတ်သက်တဲ့အနှောက်အယှက်ဖြစ်စေမဲ့အကြောင်းအရာတွေကိုပယ်ချနိုင်ရဆယ်တန်းကျောင်းသားတယောက်အမှတ်ကောင်းကောင်းနဲ့ဆယ်တန်းကိုအောင်ကျင်ရင်တော့ပယ်ချရမယ့်အရာတွေကိုပယ်ချမှာအောင်မြင်တက်မြောက်မှာပဲဖြစ်ပါတယ်ဥပမာမိမိကဂိမ်းတွေစောင့်နေသလားလိုင်းတွေတုံးနေသလားဒါဆိုရင်တော့စာချက်တဲ့နေရာမှာအနှောက်အယှက်တွေဖြစ်တဲ့အတွက်ဒီစာမိုးပဲအောင်ဖို့ခရင်ပါလိမ့်မယ်ဒါတွေကိုပယ်ချနိုင်ရပါဒါတွေကိုမလိုလားအပ်တဲ့အရာတွေမှန်သမျှကိုပယ်ချနိုင်ဖို့လဲအလုပ်တစ်ခုခုကိုလှုပ်ဆောင်တဲ့နေရာမှာအရေးကြီးလိုအပ်ပါတယ်ဥပမာလူတယောက်ကျမ်းမာဖို့ကာယတွေလေ့ကျင့်နေကြလားဒါဆိုရင်တော့ကျွန်တော်တို့မလိုလားအပ်တဲ့လှုပ်ရှားမှုတွေမလိုလားအပ်တဲ့ကျမ်းမာရေးနဲ့ထိခိုက်မဲ့အကြောင်းအရာတွေကိုပယ်ချနိုင်ရမှာဒီကျမ်းမာရေးကောင်းစွာလှုပ်ရှားလေ့ကျင့်နိုင်မှာပဲဖြစ်ပါတယ်ကျွန်တော်တို့တွေစီးပွားရေးတစ်ခုကိုလှုပ်ဆောင်တဲ့နေရာမှာလဲဘေးပတ်ဝန်းကျင်ကနှောက်ယှက်တာမဟုတ်ဘဲနဲ့မိမိကိုယ်ကိုနှောက်ယှက်နေတဲ့အကြောင်းအရာတွေအများကြီးပဲရှိပါတယ်ဗျမိမိစိတ်တွေဟာတပိတ်နေရာကိုပြန့်နှံ့ပြီးတော့လှုပ်ရှင်သလားဥပမာမြောက်တကောင်ဟာရေကူးကျွမ်းကျင်အောင်သူ့ဘဝအတွက်ဘာမှအတိတ်ပဲမရှိတဲ့ရေကူးကျွမ်းကျင်မှုတွေကိုလုပ်နေမယ်ဆိုရင်တစ်ပင်တက်ကျွမ်းကျင်မှာမဟုတ်ဘူးဒါဆိုရင်သူ့ရဲ့ဘဝရက်တည်မှုဟာအတိတ်ပဲမဲ့ပြီးတော့ဟိုလိုလိုဒီလိုလိုနဲ့ကြာရှုံးတဲ့ဘဝကိုရမှာပဲဖြစ်တယ်ငါးတကောင်ဟာလည်းထုံလေးတူတာပါကုန်းဘော်ကိုတက်ပြီးတော့သူနဲ့မသက်ဆိုင်တဲ့အပိန်တွေကိုတက်ဖို့ကြိုးစားနေရင်တော့ရေကူးကျွမ်းကျင်ဖို့ဆိုတာလေအနှောက်အယှက်အဟန့်အတားဖြစ်ပါတယ်ဒါဆိုရင်တော့သူ့ဘဝရက်တည်မှုသူ့ဘဝရှင်သန်မှုကလည်းကြာရှုံးတဲ့အခန်းတွေနဲ့ပဲရင်ဆိုင်တွေ့ကြုံနေရမှာပဲဖြစ်ပါတယ်လူတယောက်အလုပ်တစ်ခုကိုအောင်မြင်အောင်လုပ်တော့မယ်ဆိုရင်တော့ပယ်ချတဲ့အကြောင်းအရာတွေမသက်ဆိုင်တဲ့အကြောင်းအရာတွေကိုတော့ပယ်ချစွန့်လွတ်မှာမိမိတွားကျင်တဲ့လမ်းကိုအောင်မြင်စွာနဲ့ခြောက်လန်းနိုင်မှာဖြစ်ပါတယ်